စားသစ်လွင်မဟာတွင်ကြည့်စမ်းပါအောင်ရှင့်ရဲ့အိမ်ကိုကြည့်စမ်းပါအောင်ဟောင်းနွမ်းပြီးတော့ညစ်ပတ်စုပ်ပြက်နေရတယ်ဟာမိမလေကွာနှစ်ဖေးဖေးနေမှမကြည့်ဘာလို့ဆောက်ပြောနေရလဲမင်းလူလားတရေလားတရေတော်သေးတာဗောလူမဟုတ်လို့ခန်းစားသစ်လွင်မဟာတွင်သမီးလေးရဲ့ TikTok အကောင့်ထဲကတရေအကြောင်းသိချင်ပါ TikTok ထဲကရှင်းရှင်းလေးပြောတာကျွန်တော်မွေးထားတဲ့ကောင်ပေါ့ဗျာခလေးကချစ်တရေလေးပေါ့မိုးလေးချိန်ကစားတကောင်ကျဘိုးချုပ်တိုင်းတီးပေါ်အုံငါရဲ့ဝတ္တရားအားလုံးကြောက်အောင်ချောင်းလန်းရမှာရိတ်တဲ့ချေကိုနေယနေ့ညမဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်ခန်းစားသစ်လွင်မဟာတွင်